အားလုံးပဲမင်္ဂလာပါ4ရက်နေ့အတွက်နော်4ရက်နေ့အတွက်ပြောပါမယ်ကျမတို့3ရက်နေ့ကတော့တဏီကုံအကက်ခွေရပဲဘိုးဆွဲသွားတယ်ပဲပြောပါတော့နော်မနေ့ကလည်းခွေတာပဲညနေလည်းခွေတာပဲနော်ခွေပဲနေတာဟိုကောင်ကတို့အချိန်ကကြတော့သူက break အနေနဲ့ကောက်ထွက်သွားတာဆိုတော့ကြတော့လေညနေကြတော့လည်းထပ်ပြီးတော့ခွေသွားတာနော်အဲ့တော့ညမနေ့ကအခွေပဲပေါ့နော်အဲ့လိုပဲရှင်တို့ပြောနေတဲ့အချိန်မှာပေါ့နော်ကျမလောလောဆယ်မှာတော့တမရတိုက်ခံနေရပြီပေါ့နော်အရင်သမော်ဒီကကျမဆရာနေတမရတိုက်တာအကင်စားနေတဲ့ဟာလေးကိုလေသူကလေကျမရှင်တို့ပြောနေရှိသေးတယ်ပေါ့နော်ကိုကဒီကိုလာပြီးတော့ပြောနေတဲ့အချိန်လေးတွင်းမှာသူကအောက်ကနေပြီးတခါတည်းအမိရတမရတိုက်တာဟုတ်ပြီအဲ့တော့ကြတော့ကျမဒီနေ့ကတဲ့တို့တစောင်းမုံလာပြီးနေပန်းတကူနေဟုတ်တော့အဲ့တော့တစောင်းမုံလာပြီးနေပန်းတကူနေဆိုတော့ကြတော့လူတိုင်းပန်းတကူလေးတွေပြကြတယ်ကျမလည်းကျမနယ်မှာသူ့ရဲ့ရိုးရာအတိုင်းပေါ့နော်နေဒီမှာရှိရဲ့ရိုးရာအတိုင်းနဲ့ပန်းတကူလေးတွေကျမတို့ဒီပတ်ပြကြတော့လိုက်ပြောကျဲတယ်ပေါ့နော်ရှုံမှုလေးတွေရွာခဲ့တယ်ပြီးတော့အခုဒီဘက်က line ပေါ်မှာကြတော့ကျမဘာဟိုပန့်တကူအနေနဲ့တို့လုံးမလဲဆိုရင်တဲ့ပြောပြမယ်ဘာဟိုပန့်တကူလဲဆိုခဏလေးစဟုတ်အဲ့တော့တဏီကုံပတ်တီးနော်ပုံမှန်တိုင်းမဲ့တို့တဏီကုံပတ်တီးရတော့ဟိုကတောင်းလိုက်တဏီကုံ4 5နော်4 5အဲ့ဒါကိုသုံးမယ်တို့ကတ်မယ်နော်ဘာနဲ့ကတ်မှာလဲဆို3ညခွန်2 8 9 3ညခွန်2 8 9အဲ့ဒါနဲ့ကတ်မယ်နော်ပတ်တိက4 5အဲ့တနေ့ကုန်နော်တနေ့ကုန်သုံးမယ်ပြီးရင်အဲ့3ညခွန်2 8 9ကခွေလဲထွက်တယ်ဆိုတာအခုလိုမျိုးပြောတာနော်ခွေမယ်ဒါဟာတနေ့ကုန်စားရှိတယ်တချို့ကများတယ်တဲ့မသုံးချင်ဘူးမသုံးနဲ့ရတယ်ဘာဖြစ်ဘူးနော်များလို့မသုံးချင်ဘူးပြဿနာမရှိဘူးရတယ်မသုံးနဲ့ကျမဘာပြောတနေ့ကုန်စားမယ်လို့နော်နေကုန်စားပေးတာမယ်လို့ဟုတ်ပြီအဲ့ထက်မှာကျမတက်တကူအနေနဲ့ဘာကိုပေးမလဲဆိုရင်ငါနော်ငါပေးမယ်ငါ့ဟိုမှာ50 5ခွန်5နှစ်အဲ့ဟာလေးကိုအာပြီးတော့တင်ပြီးထိုးပေးပါတနေ့ကုန်ပြောရနော်ကိုလက်ပါ